တိုင်းတို့ရေဒီနေ့ကတော့အပန်းထဲမှာချက်ချင်းချက်တီးထားလေတင်ပေးလိုက်ရကွာအပန်းထဲကလေကြီးအရင်ဆင်းနိုင်မှအဆင်ပြေတာအသားကြီးတို့ရနောက်ကျမှရောက်သွားရင်တော့ခွေးပြေးဖို့တာပြင်ထားပြီးတော့တားကြီးတို့ရေဟိုမှာအရင်ကြိုရောက်နေပြီးတော့ဂန်းလက်ဦးထားတဲ့ကောင်တွေကချက်တီးဖို့စောင့်နေကြတာတီးချက်ကလည်းဘလောက်ကျန်းလဲဆိုတော့မင်းမြင်တဲ့တားကြီးတို့ရေနမတန်းအောင်3မိနစ်လဲသွားသလိုပဲငါတို့လည်းဗမာန်းအောင်မသိပဲနဲ့ပုံပြင်းဖြစ်သွားတာအသားကြီးတို့ရအပန်းထဲကလူမျိုးများဆင်းတော့ကိုဦးကိုချသူဦးသူချဆိုတော့ကွာကိုအရင်ရောက်နေပြီးတော့ကိုဦးတော့လူရယ်တော့တာကြီးတို့ရေဘန်းထဲမှာကတိုင်းမီဘောကနေပြီးတော့ position ကောင်းကောင်းယူပြီးတော့အောက်ကောင်းကောင်းလေးသိရတဲ့စိတ်ခံစားချက်ကြီးရဲ့တကယ်ကောင်းတယ်တော့တာကြီးတို့အဲ့လိုမှမပြည့်ရှင်ဘူးဒီစပိုက်ဒါမန်လေးဆွဲပြီးတော့လိုက်ပြည့်ရှင်နေဆိုရင်လည်းအဲ့ရဲ့ feeling ကလည်းကောင်းတာပဲတာကြီးတို့ရတာကြီးတို့ရေငါဗီဒီယိုလေးကိုကြည့်ပြီးတော့ငါရဲ့လိုအပ်ချက်လေးကိုမင်းတို့ရဲ့အမြင်လေးနဲ့ထောက်ပြပေးကြပါအောင်တာကြီးတို့ရေတနေ့နဲ့တနေ့ပူပူပြီးကောင်းလာအောင်လဲစူးစမ်းနေပါတယ်အဲ့လိုတာကြီးတို့ရေကျေးဇူးပေးကြတဲ့တာကြီးတို့တယောက်စီအားလုံးအထူးကျေးဇူးတင်ပါတယ်ကွာအားလုံးဘိုင်းတိုင်းမှာတာကြီးတို့ရေ